တို့သိထားမယ်ဒါတွေကလည်းသတင်းမီဒီယာတွေနဲ့ကျွန်တော်တို့ပို့ပြီးတော့သိနေကြမယ့်လူတွေလည်းဖြစ်မှာပါဆိုတော့ဒါဒီပွဲကလည်းအခုကျွန်တော်နောက်ကဒီလာတဲ့လမ်းမှာလည်းကျွန်တော်နောက်ပွဲကနေကျွန်တော်သတင်းထည့်ရတယ်ကျွန်တော်နောက်မှာလည်းရဲကားစီရဲတန်းပါနေတယ်ကျွန်တော်သိတယ်ဒီဟာတွေကဒီသတင်းစာရှင်းလင်းပွဲကိုဘာကြောင့်ဒီလောက်ကြောက်နေတာလဲဘာကြောင့်ကျွန်တော်တို့မလုတ်ဖြစ်အောင်လုပ်နေတာလဲဆိုတာတွေလည်းအခုချိန်မှာအားလုံးကလည်းစိတ်ဝင်စားနေမှာပဲနောက်တစ်ခုကဒီသတင်းစာရှင်းလင်းပွဲကိုဘာကြောင့်သူအသေးအံဒီလောက်လိုက်ဖြတ်နေတာလဲဆိုတာသူမှားနေလို့ကျွန်တော်လည်းစကလုံးရိုင်းစမ်းလေးတွေပါလာကျွန်တော်လည်းနားလေပြီပါအခုလို့ကျွန်တော်လည်းကျွန်တော်တို့ကလူတွေပါကျွန်တော်ကတိရစ္ဆာန်တွေမဟုတ်ဘူးကျွန်တော်တို့အခုလိုမျိုးကျွန်တော်တို့ဒီလိုလမ်းဘေးပေါ်ကရောက်အောင်ဒီအစိုးရကိုကျွန်တော်တို့ကတင်မြောက်ခဲ့တာလမ်းဘေးရောက်ချင်လို့တင်မြောက်ခဲ့တာမဟုတ်ဘူးဂုံတိတ်ခါရှိရှိအင်္ဂလိပ်ရှိကျွန်တော်တို့နေခြင်းတဲ့အတွက်ဒီအစိုးရကိုကျွန်တော်ပြည်သူတွေတင်မြောက်ခဲ့တာအခုဒီအစိုးရလှုပ်လို့ကျုပ်လို့လမ်းဘေးရောက်ပြီဒီအတွက်ကျွန်တော်တို့လုံးဝစိတ်မကောင်းဘူးကျွန်တော်တို့ရှင်ထဲမှာလုံးဝကျွန်တော်တို့ပြေပြောလို့မရတဲ့အမဲဆက်တစ်ခုကျွန်တော်တို့ထင်တယ်ဒီနေ့ဒီကကျွန်တော်မီဒီယာတွေကိုကျွန်တော်အကြီးကကျွန်တော်သတင်းစာရှင်းလင်းပွဲကျွန်တော်မဆက်ရင်တော့ပြောမယ်အခုကျွန်တော်ဖော်ထုတ်မှာကိုဖြိုးမင်းတဲ့ကလင်တကြီးကြမှုမိန်းယောက်ျားတန်မဲ့မိန်းမဆန်ဆန်လုံးမှုသူပေးထားတဲ့အမိန့်သူပေးထားတဲ့ဂတိသူကိုယ်တိုင်ပေါက်ပြမှုအထက်လူကြီးနိုင်ငံတော်အကြီးအကဲတွေပေးထားတဲ့အမိန့်ကိုတိတိကြီးနဲ့ဟုတ်လားဝေချလို့မှုသူ့ရဲ့နာမည်ဂုဏ်တည်းရလို့မှုသူ့ရဲ့အစိုးရအဖွဲ့တစ်ခုပဲပြည်လည်မှုနဲ့ပြည်သူကိုမျက်နှာကိုမကြည့်ဘဲနဲ့သူလှုပ်ချင်တာကိုလှုပ်နေတဲ့ကိစ္စတွေကိုကျွန်တော်ဖော်ထုတ်မဲ့ပွဲဖြစ်တယ်နောက်တစ်ခုသူ့ရဲ့ PSO ကိုရဲရရှိခေါ်တဲ့ပထိုးဆိုတဲ့လူရဲ့ဝေချေအဂရိလိုက်စားမှုသူ့ရဲ့ရထားတဲ့ရာထူးတောင်းကိုအသုံးပြုပြီးတော့ကျွန်တော်တို့စီကငွေချေတွေတောင်းခံခဲ့တယ်ကျွန်တော်တို့မှမရှိမဲ့ရှိမဲ့တွေကနေကျွန်တော်တို့တက်ကြရအထောက်အထားတစ်ခုနဲ့ကားပေါင်ပြီးတော့ခဲ့ရတယ်ကျွန်တော်တို့ညာကြီးမင်းကြီး10နာရီ17နာရီကျွန်တော်တို့ကားပေါင်ပြီးပေးခဲ့ရတယ်ကျွန်တော်ပြောမယ်လေအခုဒါကျွန်တော်ခေါင်းနေကျွန်တော်ယူပြီးလေးပေါ့နော်ဟုတ်ပြီကျွန်တော်တို့နောက်တစ်ခုရရှိရက်ွက်ဘုံမှုပါသူအိမ်ရဘေးမြေကွက်လက်အဲ့မြေကွက်ကကျွန်တော်တို့2000ခုနှစ်မှာပေါ့နော်1999 2000ခုနှစ်မှာအိုးအိမ်ဦးစီးဌာနကနေမြို့တင်မြေရစီမံကိန်းအနေနဲ့ကျွန်တော်တို့တင်သွားတယ်တင်သွားတဲ့အချိန်မှာဘာရော်ချင်းဘာနစ်နာချင်းဘာမှမပေးခဲ့ဘူးမပေးခဲ့တဲ့အတွက်ကျွန်တော်တို့အင်ဆိုရလက်ထက်မှာလေပြောဆိုလောက်ကန်ခဲ့တာရှိတယ်ခါတော့ကျွန်တော်မပြောလို့ဘူးဒီဘက်ထိတင်မလာဘူးဒီအစိုးရလက်ထက်မှာကျွန်တော်တို့6လပိုင်း6ရက်နေ့မှာအဲ့ဒီမြေတွေကိုပြန်ပေးပါမယ်လို့ဒီအစိုးရကလည်းပြောတယ်အရင်အစိုးရလည်းပြောခဲ့ဘူဝါဒတွေလည်းထွက်လာတယ်ဥပဒေတွေလည်းထွက်လာတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကသူတို့လက်ရှိအသစ်ဖွဲ့စည်းလိုက်တဲ့လေယာဉ်မြေနဲ့အခြားမြေနဲ့တင်းကြီးခံပြီးပြန်လဲစစ်စစ်ဘိုးကော်မတီကိုသူတို့တတ်မှတ်ထားတဲ့အချက်အလက်တွေတိုင်းကျွန်တော်တို့ကစတင်တယ်ဒုတိယသမ္မတဦးရင်နေဖန်တီးကဥက္ကဋ္ဌအဖြစ်ဒီကော်မတီမှာပါတယ်နောက်တစ်ခုကျွန်တော်တို့နိုင်ငံတော်သမ္မတရုံးနိုင်ငံတော်အတိုင်ပင်ခံရုံးကိုလည်းကျွန်တော်တို့တင်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့နင့်နာမှုကိုစစ်စစ်နိုင်ငံတော်ကပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့မှတ်ချက်နဲ့သမ္မတရုံးကနေပြီးတော့ဝန်ကြီးချုပ်စီကိုစစ်စစ်ဖို့စာပို့တယ်ကျွန်တော်ပြီးမီဒီယာတွေကိုကျွန်တော်အပ်ပါမယ်ဒါကျွန်တော်တို့အတိုင်ပင်ခံမှတ်ချက်နဲ့နိုင်ငံတော်သမ္မတရုံးကနေဝန်ကြီးချုပ်စီကိုလိမ့်ပြီးကျွန်တော်တို့ကိစ္စကိုဖြေရှင်းပေးဖို့အတွက်အထောက်အထားစာရွက်ပါဒါကကျွန်တော်တို့ဒုတိယသမ္မတနဲ့ဦးရင်ဒီဖန်တီးယူတဲ့မှတ်ချက်နဲ့ဒုသမ္မတရဲ့မှတ်ချက်နဲ့ထွက်လာတဲ့ဒုတိယသမ္မတနဲ့ဦးစီးရုံးကဘုံကော်မတီကညွှန်ကြားစာပါအဲ့ဒီစာရေးအတိုင်းပါဗျအစစ်စစ်လာတယ်တိုင်းအစစ်စစ်လာခဲ့တဲ့စာရေးပြီးကျွန်တော်အပ်ပါမယ်စစ်ဖို့အစစ်ညွှန်ကြားခဲ့ပြီးတဲ့အချိန်မှာရက်ွက်ကနေပြန်စစ်ပါတယ်ရက်ွက်အစစ်မှာတွေကလွတ်တော်ကိုလည်းဦးနိုင်စော်နဲ့မဲဆန္ဒနဲ့အမှတ်တွေကပါဝင်လက်မှတ်ထိုးထားတယ်ကျန်တာအားလုံးကတော့သက်ဆိုင်ရာကော်မတီဝင်တွေထိုးထားတယ်ဒါရက်ွက်ကတက်တဲ့စာပါနောက်မြို့နယ်ကော်မတီကနေလွတ်တော်ကိုလည်းဦးနိုင်ဦးတင်ထွန်းနိုင်ကိုလည်းပါဝင်တယ်စစ်ဆေးတယ်ဒါကသူတို့စစ်ဆေးခဲ့တဲ့ကွင်းစစ်မှတ်တမ်းတွေပါဒါကသူတို့စစ်ဆေးခဲ့တဲ့စစ်ဆေးချက်အစီရင်ခံတာပါဒါမြို့နယ်ဆိုင်စာပါဒါကခရိုင်ရစစ်တဲ့စာပါခရိုင်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းနိုင်ဆိုပြီးပါဝင်ပါတယ်ပါဝင်ပြီးတော့ခရိုင်ရဲ့ကွင်းစစ်စစ်ဆေးမှုမှတ်တမ်းတက်ပုံတွေပါဒါကကွင်းစစ်ခရိုင်ရဲ့ကွင်းစစ်စစ်ဆေးချက်တွေပါမိုးကျော်ငါ့ကိုရှောင်ရတဲ့အချိန်မှာအဲ့စစ်ဆေးချက်တွေအရာတိုင်းစင်းရနေပြီးတော့ပထမအချိန်ကွင်းစစ်စစ်ဆေးပါတယ်ဒါတိုင်းပွဲကွင်းစစ်စစ်ဆေးတဲ့မှတ်တမ်းတက်ပုံတွေပါအဲ့လိုစစ်ဆေးပြီးတဲ့အချိန်မှာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်တင်ပြသော2019နဲ့ကျွန်တော်တို့ရဲ့ဒီမြေယာနဲ့ပတ်သက်လို့ကျွန်တော်ရှောက်ထားတဲ့မြေယာကိုယ်ကနဲ့ပတ်သက်လို့တင်ပြသော2019အစည်းအဝေးဆုံးဖြတ်ချက်မှာဘယ်လိုထွက်သွားလဲဆိုတော့တင်ပြသည့်ကိစ္စကို
ရော်ချင်းပေးရန်အတွက်တန်ဖိုးနှုန်းတက်မှတ်ရေးဆိုပြီးတော့ထွက်ပါတယ်အဲ့အတွက်အောင်လေရေးလားအောင်လေအဲ့ဒီအတွက်ကျွန်တော်တို့ခေါ်တဲ့အချိန်မှာကျွန်တော်တို့ကရော်ချင်းကိုဝေးကိုမပေးပါနဲ့ဝေးကိုမပေးပါနဲ့ကျွန်တော်တို့30တက်တော့4ဧကအသိခံရတဲ့အတွက်ဒီချမ်းတဲ့9ဧကလေးကိုပဲကျွန်တော်တို့ရော်ချင်းဖြစ်ပေးပါနိုင်ငံတော်စီးရပ်မှာ4ကျွန်တော်တို့မယူချင်ပါဘူးဆိုတော့ဝင်ကြီးချုပ်ကြီးကဘယ်လိုမှတ်ချက်ပေးလဲဆိုတော့ရေစစ်အစည်းအဝေးဆုံးဖြတ်ချက်နဲ့ဘူလာပန်ရှင်ကဟုတ်လေဘာကျွန်တော်ဘာဖြစ်လို့လဲမသိဘူးကျွန်တော်ညမ်းမေးမှလည်းလုပ်နေတာကျွန်တော်မြေပေးပြီးသွားပြီဥပြောမင်းတဲ့လက်မှတ်နဲ့ကျွန်တော်မြေပေးပြီးသွားပြီအခုပေးပြီးတော့မှအဲ့ဒီမြေကိုမြန်မာပြည်ပိုင်ကုမ္ပဏီကိုရောင်းစားလိုက်တယ်မြန်မာပြည်ပိုင်ကုမ္ပဏီပါမြန်မာပြည်ပိုင်ဒေါက်တာဆုံးဟဲ့ဒီမှာကျွန်တော်ပေးတဲ့ထောက်ထားစာရွက်စာချုပ်တွေပါဒီမှာကျွန်တော်ပေးခဲ့တဲ့ဟာပါအခုရေးကြည့်ရမယ်နေရောက်လိုက်ပါဒီအဲ့ဆိုကျွန်တော်စီက350တောင်းတယ်စိတ်ကတိတ်ကျွန်တော်မှာထောက်ထားရှိပါတယ်ကျွန်တော်စီကဖြုံးမင်းတဲ့ PS ဆိုတာကျွန်တော်စီက350တောင်းတယ်12သိန်းပေးလိုက်တဲ့ထောက်ထားတွေကျွန်တော်မှာကုန်ရှိပါတယ်ဒီအဲ့ဆိုနာမည်လေးပြောပါဒီအဲ့ဆိုနာမည်ပြောပါဗျဒီအဲ့ဆိုနာမည်ပြောပါဒီအဲ့ဆိုနာမည်ပြောပါဒီကိုPS ဆိုတင်တော့ကိုပြောမင်းတဲ့သူပေးတယ်သူကိုလည်းဖောက်ပြပြီးတော့ဒီလူသူရှေ့မှာတပြုံးနောက်ွယ်မှာတပြုံးနောက်ွားတဲ့လုတ်ဘက်ကိုကျွန်တော်တို့ခေါ်ထုတ်တာပါအခုကျွန်တော်ရဲ့စာရင်းထဲမှာအထောက်အထားရှိတယ်